ရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဇနီးဒေါ်ကျူကျူလာတို့ကတဲကင်းအခမ်းနဲ့ဂုံပြူညစာစားပွဲအခမ်းအနားကိုမတ်လ26ရက်ညပိုင်းမှာနေပြည်တော်ရှိဇေယျသီရိဗိမာန်ဥပစာရင်ပြင်မှာကျင်းပပြုလုပ်ပါတယ်။ဂုံပြူညစာစားပွဲစတင်ကျင်းပချိန်မှာ82နှစ်မြောက်တပ်မတော်နေ့ကိုကြိုးဆိုဂုဏ်ပြုတဲ့အထိမ်းအမှတ်ဖြင့်တပ်မတော်နေ့စေးပြကွင်းနဲ့ဘရင်နောင်ရှိတာတို့မှာမီးရှူးမီးပန်းများဖြစ်ပေါက်ကြပါတယ်။အဲဒီနောက်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဇနီးဒေါ်ကျူကျူလာတို့ဟာ82နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်ဂုံပြူညစာစားပွဲကိုတက်ရောက်လာကြတဲ့ကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကော်မရှင်အတွင်းမှူးကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ဇနီးကော်မရှင်အဖွဲ့ဝင်ညီနိုင်ကွယ်ကရမှုကြီးရီလေးဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ဇနီးကာကွယ်ရေးဦးစီးချုပ်ရေဗိုလ်ချုပ်ကြီးထိန်ဝင်းနဲ့ဇနီးကာကွယ်ရေးဦးစီးချုပ်လေဗိုလ်ချုပ်ကြီးထုံအောင်နဲ့ဇနီးကော်မရှင်ဖွဲ့ဝင်များပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနဲ့ဇနီးများကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများနဲ့ဇနီးများရဲဘော်သုံးချိတ်ဝင်မိသားစုဝင်များအငိမ့်စားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များရဲ့မိသားစုဝင်များအငိမ့်စားတပ်မတော်ကြီးရည်လေးအရာရှိကြီးများလွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးများအကြံပေးပုဂ္ဂိုလ်များဒုတိယဝန်ကြီးများတပ်မတော်သားအငိမ့်စားတန်မတ်ကြီးများနိုင်ငံခြားစစ်တမ်းရုံးများမှစစ်တမ်းမှုများနဲ့တာဝန်ရှိသူများတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှကိုယ်စားလှယ်များနိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနဲ့တာဝန်ရှိသူများ
အောင်ဆန်းသူရိယပွဲရရှိခဲ့သူများရဲ့မိသားစုဝင်များနဲ့ဆွေမျိုးများတီဟသူရပွဲနဲ့တမတော်စွမ်းရည်တတိဆိုင်ရာဂုဏ်ထူးဆောင်ပွဲသူရဲကောင်းမှတ်တမ်းဝင်တစ်စိတ်ရရှိခဲ့ကြတဲ့အရာရှိစစ်သည်များနဲ့မိသားစုဝင်များဆွေမျိုးများမြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များမြန်မာနိုင်ငံရဲတပ်ဖွဲ့မိသားတပ်ဖွဲ့နဲ့မြန်မာနိုင်ငံချက်ချင်းတီတပ်ဖွဲ့တို့မှပုဂ္ဂိုလ်များအသင်းအဖွဲ့များမှဥက္ကဋ္ဌများနဲ့တာဝန်ရှိသူများတမတော်နေဂုံပြုဇလန်းမှာပါဝင်ခဲ့တဲ့အမှုပညာရှင်များစစ်ချီတချင်းစစ်တီတေးတချင်းကဗျာဝတ္ထုတို့ဝတ္ထုရှည်ပြိုင်ပွဲများမှာစုရရှိကြသူများတက္ကသိုလ်လေ့ကျင့်ရေးတပ်များမှတပ်ဖွဲ့ဝင်များတိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများအထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်များကိုရင်းရင်းနှီးနှီးနှုတ်ဆက်ပါတယ်အဲဒီနောက်နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ဇနီးတို့ဟာအခမ်းအနားတက်ရောက်လာကြသူများနဲ့အတူဂုဏ်ပြုညစာကိုအတူတကွသုံးဆောင်ကြပါတယ်ညစာမသုံးဆောင်မီနဲ့သုံးဆောင်နေစဉ်အတွင်းကာကွယ်ရေးဦးစီးချုပ်ယုံကြည်ပြည်သူဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်စင်ရေးညွှန်ကြားမှုယုံကုတ်ကဲမှုအောက်မြောက်ရီတေးဂီတာအဖွဲ့မှစစ်သည်စစ်သမီးများမြန်မာနိုင်ငံရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်အဆိုရှင်များကမျိုးချေစိတ်ဓာတ်ရှင်သန်ထက်မြက်စေမဲ့ဂုံပြုတေးသချင်းများဖြင့်တီးဆိုဖျော်ဖြေတင်ဆက်ကြပါတယ်ရှင်ကရဲ့ကတတ်ဆုံးပါဝင်ပြီးလွန်လည်ရေးချုံးပန်းမှုမှာဒီဒီတတိယရဲ့တောက်တဲ့ဝါမကြီးမြမတမရာအောင်ဝင်းစီဒီနေ့လက်ပေးဆိုင်စင်တဲ့မိုင်းပဲတိုင်းချူပြီးကျုံမြအားသိရှိရင်လောကဝေခဲ့သည်ကျုံမြောင်တဲ့မိုင်းကဆက်ဆက်စင်လာကြီးဘာဆုံးကြည့်အောင်ဒီစေဂုံပြူညစာစာပွဲပြီးမှနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဇနီးတို့ကတက်ရောက်လာကြသူများကိုရင်းရင်းနှီးနှီးနှုတ်ဆက်ပြီးအခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ်ဖြင့်မီးရှူမီတံများဖြစ်ပေါက်မှုကိုကြည့်ရှုအားပေးကြကအခမ်းအနားမှပြန်လည်ထွက်ခွာကြပါတယ်အတကူဝင်ဗရာနာမထားပါလေနိုင်ငံတော်ရဲ့တာကောင်းစစ်တီတွေဆက်လက်ပြီးအခမ်းအနားအစီအစဉ်ဒုတိယပိုင်းဖြစ်ဇေယျသီရိဗိမာန်တပင်ဆောင်အတွင်းမှာပြည်သူဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်စင်ရေးညွှန်ကြားမှုရောကုတ်ကဲမှုအောက်ရှိမြောက်ရီတေးဂီတာအဖွဲ့မှတပ်ဖွဲ့ဝင်စစ်သည်စစ်သမီးများကတန်ဆောင်တီးဝိုင်းဖြင့်တွဲဖက်ပြီးအဆိုကားများရင်းကားများဖြင့်တီဆိုတီးမှုတ်ဖျော်ဖြေတင်ဆက်ကြရာကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အခမ်းအနားတက်ရောက်လာကြသူများကကြည့်ရှုအားပေးကြပါတယ်ဖျော်ဖြေတင်ဆက်မှုအပြီးမှာကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကစစ်သည်စစ်သမီးများကိုအမတ်တရဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ပြီးတက်ရောက်လာကြသူများကိုရင်းရင်းနှီးနှီးနှုတ်ဆက်ပါတယ်
82နှစ်မြောက်တပ်မတော်နှင့်အထိမ်းအမှတ်ကိုကြိုးစိုးဂုဏ်ပြုသောအပြင်ကာကွယ်ရေးဦးစီးချုပ်ယုံကြည်ဝန်အဝင်လမ်းမကြီးတစ်လျှောက်မှာတပ်မတော်ရေရင်များလေရင်ကျဟတ်ရင်များရေရန်နေရများရဲ့ပုံသဏ္ဍာန်များပထမဒုတိယနဲ့တတိယမြန်မာနိုင်ငံတော်တို့ကိုတီထောင်ခဲ့ကြတဲ့မင်းသုံးပါးရုပ်တုများကိုမိအလှပများဖြင့်လှပစွာဂုဏ်ပြုပုံဖော်ထွန်းညှိထားရှိတယ်လို့သတင်းရရှိပါရခင်ဗျာ။